တိုင်းဒေသကြီးပခောက်ကူမြို့နယ်ဗဒန်းညောင်အုပ်စုမြောက်လူကန်ရွာအမလေးဒီရွာလုံးမီးလောင်ပြကြပါပြီလေးလာပိုင်းကနေရနေမီးလောင်တာအခု3ရက်နေမနဲ့ကိုရင်ကိုရာလေးပြန်ပြီးကျန်လာလေးပြန်ပြီးသင်္ကန်းနေရတယ်ကုညီကြပါဦးအမလေးဘဝဘာမှမကြံတော့ဘူးလောက်ကြပါဦးအမလေးဘဝလည်းခါလိုက်တာတော့နောက်လူကန်ရွာမြင်ခွင့်ကြည့်ကြပါဦးအမလေးဟိုတော့ကတော့ရောက်ဘူးရင်မပြန်ခြင်းနဲ့မြောက်လူကန်နဲ့အခုတော့မြောက်လူကန်လာကြည့်ပြပုံပဲရှိတော့တယ်ကပုံလေးရပါတယ်လေမြောက်လူကန်ရေနောက်ကြည့်ကြည့်တောက်မိရင်မပြန်နိုင်ဘူးတဲ့အမလေးကြည့်ကြပါဦးအမလေးကြည့်ကြပါဦးကြည့်ကြပါဦးကျွန်တော်တို့အသက်၄၀ကျော်ပေါ့တခါမှမကြုံဘူးဗျာအမလေးမြောက်လူကန်ကြည့်ကြပါဦးရောက်ဘူးရင်မပြန်ခြင်းနဲ့မြောက်လူကန်နဲ့အခုတော့ကြည့်ကြပါဦးမြောက်လူကန်ရေနောက်ကြည့်ကြည့်တောက်မိရင်မပြန်ခြင်းတဲ့အမလေးတောက်ခြင်းကလည်းမကောင်းတော့